1 2 3 bam အိုးရောက်အကုန်လုံးလစ်တာယော့ဗျာ2025ကုန်ကန်ဒီတကောက်ပေါ့နော်2025ကုန်ကန်ဒီမှာအကောင့်တစ်လေးတကောက်အမှတ်တရအနေနဲ့ဖွင့်ထားလိုက်ပါပြီခင်ဗျာကလန်နာမည်လေးကတော့ကုတ်ကိုဘောပါကုတ်ဆိုပြီးတော့မှရှေ့ကမျက်လုံးလေးနှလုံးထည့်မယ်ပြီးတော့ကိုဘော့စ်တို့ရိုက်ချလိုက်ဘယ်သူမဆိုဝင်လို့ရတယ်တောင်းဟောဆက်ခွန်ရဘလို့ပြည့်ရှက်ရှင်းဝင်ချလာအဲ့ဝင်လိုက်တာမြန်နေရောကွာ33ရောက်ဖြစ်သွားပြီ what the hell ဒီဗီဒီယိုတက်လာတဲ့အချိန်မှာတော့လူကပြည့်နေလောက်ပြီထင်ပါတယ်အခုတော့မှဒါ35ရောက်ဖြစ်သွားပြီဗောနော်ရှယ်မြန်တဲ့ကလန်လေးပါကိုဘော်လေးကလန်တစ်ကလေးထောင်ရင်းတဲ့တူတူပေါ့အမတ်တရလေးပေါ့ဗျာအားရောအလုံးသမားတွေကခိုင်းဖို့အတွက်ကိုအားတော့ဟာပတ်စံမရှိတာပတ်စံမရှိတာအလုံးသမားတွေအကုန်အားနေပြီကြကြပါဦးနည်းနည်း famine သွားလိုက်မေး let's go famine သွားမှရတော့မယ်အလုံးသမားခိုင်းဖို့အတွက်ကို boost လုပ်ထားတဲ့အတွက်ကြောင့်မလို့အလုံးသမားတွေက share မြန်နေပြီးတော့မှခိုင်းစရာပတ်စံအေးရုပ်ဒီမှာတော့မရှိတော့ဘူးဘလို့တော့ဖြစ်ဟာဒုက္ခပါပဲပြတ်တနာလေပတ်စံမလောက်တဲ့အရှိနေတွေပါဖြစ်ကုန်ရှာဖို့တော့ပတ်စံမလောက်တော့အဲ့လောက်ကြီးကြတာအိုးလာကြည်တန်းအိုးလောက်ဆန်း3 star ဘာတွေကြည့်ရမယ်နော်တိုက်ပြနေတာ attacking တစ်လေးတွေလုံးပြပေးနေနော် oh my god ကျိုးစင်ပါခင်ဗျာ3 star easy ပါအိုးရောင်း bonus ရပြီ bonus ရော4000ကျော်အလုံးသမားတွေခိုင်းစမ်းမှာဘယ်ကောင်းလေးလုံးမလဲလုံးအကုန်လုံးရောင်းမင်းတို့ပဲမြန်လုံးနိုင်ပါငါပဲမြန်ခန်းနိုင်မလား sorry ရောတောင်းဟိုးလဲကောက်တယ်ပလိုက်ရှုံးလို့တောင်းတခါတင်အဲ့ဒါစောင့်ပြီးတော့ပဲနိကမ်တင်လို့မရတော့ဘူးဒီဟာရတယ် okay good တောင်းဟိုး4ရောက်ထားတဲ့ mask တောင်းဝင်မယ်တောင်း4ရောက်အောင်ကြိတ်မယ်ဒီလောက်ထွက်တဲ့ mask တွေစောင်းဝမ်းကြိုက်လို့အေးလောသမားတွေ okay လောသမား9ရောက်တော့အလုံးလုံးနေ let's go ကိုဘောဒါပြီးလိုက်မယ်ဗျာ yo တောင်း4 let's go mask ဝယ်လို့ရပြီကဲကိုတော့လက်ရှိတောင်းဟိုး level 4ရောက်သွားတဲ့နေသားလေးမှာဆိုလို့ရှိရင်တော့အကောင့်တက်လေးကိုကျွန်တော်အလှဆင်မယ်ဗျာနော် mask လေးအိုးလာပြီလေ mask ဗီဒါပိုးချင်းတွေကဒီအချိန်မှာအရန်အသုံးဝင်နေဗျာဘာလို့ဆိုတော့တောင်းဟိုးတေးလေးမှာဗီဒါပိုးချင်းကလုံးဝ share ပဲအချက်အသုံး all percent နေ oh my god ကိုကဒါ super set store ကနေဝယ်လိုက်တာနော်တော့ကျန်နေဟာမတိပတ်စံနေကလကားရပြန်ပြီးတော့ဂျန်နေလကားရပြန်ပြီးတော့ပြောနေမှာဆိုလို့ထပ်ပြီးရှင်းပြပေးတာဖြစ်ပါတယ် oh let's go masking လှလိုက်တာရောင်ကြီးတဟောင်းနဲ့သွားလိုက်နေလောလောဆယ်ကျွန်တော်ဒီဘေးမှာဘာအပင်းမှမထားဘူးကျွန်တော်အမှတ်တရအနေနဲ့ Christmas အပင်းလောက်ပဲသိမ်းမယ်အဲ့ဒါကြောင့်ကျန်တဲ့ပင်းတွေအကုန်လုံးလစ်ဒါကြီးတို့အမြန်ဆုံးလေးလစ်ရောကြာလာလို့ဒါဒီနေ့မှစပွင့်တဲ့အကောင်ဒီနေ့စော့ကြည့်မယ်ဗီဒါပိုးချင်းနေနဲ့ဘယ်လောက်လောက်ရောက်သွားမလဲပေါ့ကွာအော်လည်းပဲဘယ်လောက်ရောက်သွားနိုင်မလဲကုန်သွားလားမြန်လိုက်တာကွာပတ်စံစောတာ300ဆောင်းဝန်း300ကျန်းတယ်နော်ငါပေါ့ဟိုဒါကြီးကသိမ်းမို့စောတာ1 million လားဒါကြီးကဈေးကြီးလိုက်တာဒီပင်တွေကလုံးဝပြောင်တလင်းခါသွားတဲ့အနေထားလေးပါလောလောဆယ်တော့ oh my god ဒီလောက်ပတ်စံတော့မရှိတော့ဘူးရောင်ကြီးဟာရရှာကြပါမရှိတော့ဘူးလေအဲ့ဆိုဒုက္ခကြီးဖြစ်ကုန်ပြီဟေးရှာကြပတ်စံမရှိတော့တော်သေးတာပေါ့ဟေးပြန်ရလို့တော့တစ်ခါရှာရဘယ်လောက်လဲ100ဖြစ်သွားပြီဈေးကြီးတယ်နော်စင်မပြေဘူး100ကြီးอ่ะရော့ boost ထပ်သုံးမယ် share သုံး let's go ဟာ2000ကျော်ကြီးချလိုက်ဦးမယ် edify နဲ့ဒီ edify နဲ့အစင်မပြေဘူးကိုကြောက်တယ်ချလို့မရတော့ဘူးရောင်ကြီးမာကုန်းနေပြီဂိုးတွေဆိုတော့2000ကျော်လောက်ကိုနည်းနည်းလောက်တိုက်လိုက်ရင်တော့မအဆင်ပြေဦးမယ်ကွာ let's go ဘာရည်နဲ့ပဲကျုံးလာနော်တက်ကင်တစ်ပါခင်ဗျာတက်ကင်တစ်ပါတက်ကင်တစ်ကတော့လုံးဝကျွတ်စီအမြင်ဝင်ကြတယ်ကလိုင်းကပြည့်အောင်ပြေးသွားပြီလားမသိဘူးโอเคပါနည်းနည်းပိတ်လိုက်အောင်ကိုဆိုပြေတွက်မကြမ်းတော့ပဲနေမယ် close ငါကောက်လို့ cam down တာကြီးတို့ AC လုံးသမား9ယောက်အားပါပြီရောင်ရင်ထပ်ထည့်လိုက်အောင်မယ်ခဏလေး
ဟို shop ကနေအကုန်လုံးတော့ပတ်ဝယ်မှာဒါလေးဝယ်မှာ1549လေးကျွန်တော်ဝယ်လိုက်ချန်ပီယံမှာဝယ်ရလေကိုပို့စီမှာဝယ်လို့ရတယ်နော်ဝယ်ချင်လို့ရှိရင်ကျွန်တော် Telegram Viber လေးကိုရေးထားပြီးတယ်အဲ့ရနေဆက်သွယ်ပြီးတော့ဝယ်လို့ရပါတယ်တော်လို့ဆို Air Defense နေမှားလိုက်ပါမယ် Okay တောင်းတင်လို့ရပြီထက်တင်လိုက်မလားအော်မရသေးဘူးကွာယူအောင်ပါယူရမယ် Defense နေကြံသေးတယ်ရောအကုန်လုံးပတ်ယူလိုက်မယ်နေအောင်ပါတယ်တော့ဘာကြီးတော့ချမရအောင်နေအောင်တော့ဘာကြီးဖြစ်ကုန်ပြီလားမသိကောက်တဲ့မှာကြောင်ပြောင်းနေပြီတားကြီးတော့ဟောလေးတွေလာပြီလေOkay good ဒါဆိုရင်တောင်းဟောတက်တင်လို့ရပြီ Let's go boom တောင်းဟော level 6ဟုတ်ပါဘူး6မဟုတ်ဘူး5 sorry 5ရောက်ပါပြီ5ကိုရောက်ဖို့တော့ကျွန်တော်ဘာထက်လောက်ရမလဲဆိုတော့ဒါလေးတွေချမယ်5မှာဆိုလို့ရှိရင်တော့ကိုတော့ spare gun လေးတွေရလာပြီပြီးရင်ဘာထက်ရအောင်မလဲဒါလေးတွေထက်ယူမယ်ညောတော့ကျွန်တော် boost လုပ်ထားရဲဆိုတော့နည်းနည်းလေးခက်မြန်မြန်လေးခိုင်းပေးမှရမယ်ဒီကောင်လေးရောokay ရောပြီးသွားရင် visit tower လေးပြန်ရောက်ပါရောဗျာဝေါ်လေးတက်ပြည့်မယ်နော်ကျွန်တော်ဝေါ်ပြန်ရောက်ပါโอเคဒီမှာဝေါ်လေးဒီလိုလေးဆက်လို့မရဘူးကွာနည်းနည်းနောက်ဆုတ်လိုက်အပင်เนี่ยကူပဲဒါတွေမနှော့ရသေးဘူးသိပါဘူးကူပဲနှော့ကူပဲထွက်လာလားโอเคကျွန်တော်နည်းနည်းလေးယူလို့ရတဲ့အားမှန်တယ်ဗျအကိုကောက်ယူပြီးတော့တောင်း7ကိုတန်းတင်မယ်ဗျာကြာလို့တောင်း7 let's go ဟာကြက်သေးတယ်လေဘာတွေတော့ဟာကန့်နေရောထပ်ပြီး aggregate လုံးမလားတော့မေးတာမလုပ်သေးဘူးရော့တောင်း level 6 sorry တော့6တော့7ပေါ့ဘူးတောင်းဟောတစ်ဆင့်ကြော်ပြီးတော့တင်ဒီမှာဘာတွေလဲဆိုတော့ရောလိုတာလေးတွေအကုန်လုံးပြီးတာလေးတွေအကုန်ယူလိုက်မယ်ဗျာရောဗျာပြီးသွားရင်ကတော့မော်တာလေးတစ်လုံးပေးရရောမော်တာပြီးရင်ဘာရှိမလဲ visit tower ရောအကုန်လုံးလုံးသမားတွေကရှင်မြန်နေရဆိုတော့ဘဲတွေကိုကုန်ထည့်မရဘဲကောင်မြန်နဲ့ပြီးနိုင်မလဲဒီဘဲလေးရောနောက်ထပ်ယူမဲ့ဟာလေးတွေကကြတော့ဒါလေးနှစ်ခုဘုံလေးရယ် B1 sprint track လေးနှစ်ခုရယ် Okay ပြီးသွားရင်နောက်ဆုံးပိတ်အိတ်နဲ့လွယ်အောင်လေးကိုထည့်ယူလိုက်မယ်နော်ဒီဘက်ဆွဲနေပါငါပေါ်ကဘာပုံဖြစ်နေမလှေရုပ်ထိုးပြနေပြီလှေနဲ့ထွက်ရှင်ရပြီတဲ့ခကြီးတွေပါဒီကောင်ကြမ်းသွားပြီဗျ Oh my god Okay ဒီနှစ်ခုလုံးထပ်ဝယ်မယ်ကောင်းသေးရထဲနေလက်လွန်ကျက်သွန်တွေဖြစ်လာပြီလားလို့ Okay ရောက်လာပါပြီ package နှစ်ခုစာပတ်စံနေပုံယုံဒီလောက်တောင်းဟုတ်လေပြန်ပါပတ်စံ1 million Oh my god 3 million Holy shit 3 million Okay ကျွန်တော်1 million ကြားတင်တယ်တောင်းဟုတ်7လေးက air straight ပါလေးယူအောင်တဲ့3ဘေးနေယူလိုက်ပါအောင်မယ် air straight ပါရောလုံးသမားအားတဲ့လူဒီကောင်လေးရှိမယ်ခုနှလုံးသုံးလိုက်မယ်ပြီးတော့ကျွန်တော်တောင်း7လေးတင်လိုက်ကြဆို let's go ဘုံ go pass ဝယ်လို့ရပြီဗျာ go pass ဝယ်လို့ရပြီ sorry ပဲအကုန်ရ okay ပါခင်ဗျာရပါပြီ go pass first time 4.99တော့မရိုင်းနေရိုင်းနေတော့ okay ပါကျွန်တော်လောစေတော့တောင်း level 7ကိုတော့ရောက်ရှိလို့လာပါပြီခင်ဗျ Okay ပါခင်ဗျဒါလေးအောင်ဘယ်လောက်ရောက်သွားပြီလဲ point ရ3200 point 9000 8000ပြည့်ဒီခါလဲ masking ကောက်ဝယ်ပလိုက်မယ်ရှုပ်တယ်Okay ဒေါ်လာ90ကျော်သွားလားမကျော်သွားတော့သေးပါဘူးနော်ဒေါ်လာ90တော့မကျော်တော့သေးဘူး Okay ဒေါ်လာကျွန်တော်ကိုဟီရိုဟိုးပါရတာလားဝေးဟီရိုဟိုးပါတခါလဲချပြလာရောက်ရေးကင်းတကောင်ရပြီ sorry ပဲဟုတ်ကျွန်တော်သိတယ်ကျွန်တော် new player မဟုတ်ဘူးကိုသိတယ်ရှင်းပြနေဇွတ်တွေ
Okay ငါတို့ဒီ go pass ရပါပြီခင်ဗျာဟုတ်ကို Okay ပါကျွန်တော်လေးလာလိုက်ပါမယ် Let's go back go pass ဝင်တော့တည်တဲ့အတိုင်းပဲစောင့်ရမ်းကြမ်းမယ် beta boost တွေနဲ့လုံးဝအမှန်ကန်လောလောဆယ် warren skin ကတော့တောင်း7မှာထည့်လို့မရသေးဘူးပေါ့နော် Okay ဒီဘက်မှာကျွန်တော်တို့ဘာတွေလုတ်တင်လဲဘာတွေလိုအပ်တယ်လဲလိုအပ်တာလေးတွေကျွန်တော်ကုန်ရှမယ်ပြီးရင်ရောဒါလီစာပုံးဒီကောင်ကြီးမနာထားရောပြီးရင်ဘာလိုသေးလဲခင်ဗျာဝါဟောဒီလာ king skin ဝယ်ရမယ် king skin ပေါ်နေပြီ oh my god စောင်းချစ်ဖို့ကောင်းတယ်ကျွန်တော်ဘာတွေကြံသေးလဲလောလောဆယ်ကို wall ထက်ဆွဲလိုက်အောင် wall ထပ်ပြီးသေးတယ်ဗျရော့ဗျာ oh my god wall level 1နေတယ်တော့လှပနေပြီအောင်ရေ okay ဒါလေးထည့်ယူမယ်နော် okay ပါဗျ okay ပါဗျရော့မြန်တဲ့ဟာလေးတွေမြန်သွားလိုက်မယ်ဘာဖြစ်လဲဩလို့တမမအားတော့ကျွန်တော်လက်ရှိကြံနေတဲ့ဟာလေးတွေเนาะအချိန်တော်တော်တွေနဲ့အမြန်ပြီးမဲ့ဟာတွေရော့ကွာလို့တမမအားတော့တာကွာဒါလေးတွေရသေးရလားရတဲ့ဟာလေးတွေကျွန်တော်ထည့်မယ်ရော့ဗျာပြီးရောအဲပုံလေး okay good 30 minutes ဒါကြီးကိုတင်တင်နေဗျာဒါကြီးကတင်တင်နေဒါကြီးတင်လိုက်ဒီလောက်မှာဘောတော့ဗေးတွေသွားတော့ရင်တော့ငါစောင်းရချမ်းသွားပြီလေ COC နဲ့ပတ်သက်တဲ့ Gobat Masking Event Pass အကုန်လုံးကိုကိုဘော့စီမှာလာပြီးတော့မှဝယ်လို့ရတယ်ဂျန်နေရောကိုဘော့စီမှာလာပြီးတော့ဝယ်လို့ရပါတယ်မဝယ်ဘဲနဲ့ဈေးလေးလာမေးရတယ်ဆိုလို့ရှိရင်လည်းရပါတယ်ခင်ဗျကျွန်တော်ရဲ့ Viber Telegram နေပြီးတော့ဆက်သွယ်လို့ရတယ်ဒီမှာရေးထားပေးတဲ့ number လေးတွေကပဲဆက်သွယ်လို့ရတာဖြစ်ပါတယ်ပြီးတော့ငွေလွှဲတဲ့ခါမှာဆိုလို့ရှိရင်လည်းကိုဘော့ဒီမှာရေးထားပေးတဲ့ဒီ KB with money number တွေပဲကျွန်တော်သုံးပါတယ်အဲ့ number ဒီမှာမဟုတ်ဘူးဆိုလို့ရှိရင်တော့တခြားဆိုရင်လူလိမ်တွေပဲဖြစ်ပါတယ်ဗျအဲ့ဒါလေးကိုသတိထားပြီးတော့လွှဲပေးစေချင်တယ်ကိုဘော့ရဲ့ Telegram မှာ user နဲ့ရိုက်ချလိုက်လို့ရှိရင်ကျွန်တော်ရဲ့ number ရဲ့ဘေးနားလေးမှာ star အပြာလေးပါတဲ့အကောင့်ကအစ်စ်ဖြစ်ပါတယ်ပြီးတော့လို့ရှိရင်လည်းကျွန်တော် KB with money တွေကိုလည်းပြန်ပြီးတော့မှစစ်ပေးပါနော်နာမည်ပေးမှာလည်း star ပြန်အောင်လေးရှိတယ် KB with money ကလည်းကိုဘော့ဒီမှာရေးထားပေးတဲ့ number တွေဖြစ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါကအစ်စ်မှန်ဖြစ်ပါတယ်အဲ့တော့ကိုကကြည့်လိုက်အောင် beta potion ဘယ်နှလုံးရှိတာ oh my god အလုံး20ရှိတယ်ရောင်ကြီး beta potion အလုံး20 share တီးလို့ရတယ်အခုဒီမှာတစ်လုံး300တော့မှအခုထိမကုန်သေးဘူးပေါ့နော်တစ်လုံး300တော့မကုန်သေးဘူးတောင်း level 7မှာ beta potion တစ်လုံးရရင်လုံးဝရွှေပဲ38မိနစ်ကြံသေးရဲ့အဲ့တစ်လုံးကဒါပေမဲ့ကျွန်တော်ကနောက်ထပ်အလုံး20ဆိုတော့ share ကျုံပြီးတော့ share တီးလို့ရသေးတယ်။ခဲပါကျွန်တော်ဒါလေးတွေကိုဘာအပ်လိုက်ကောင်းမလဲလို့စဉ်းစားလိုက်တော့ဒီ true လေးတွေကိုကျွန်တော်အပ်လိုက်ပဲဂျန်လေးသုံးမှာပြဒီလောက် level မှာကိုကတော့ဂျန်လေးအနေနဲ့သုံးလိုက်ပါမယ်။ match ပါရော့ပါဒါကြီးတို့ဟဲ့ true omen တော့ဒါကြီးတို့ true omen ဒါလေးတက်တင်မယ်ဗျ။ okay good ဒီထဲမှာဘာ true ရလဲဆိုတော့ dragon ကြော်တယ်မဟုတ်လားသူက dragon ဂိတ်ဆုံးမဲ့တယ် okay ဟုတ်တယ် dragon ထိရတယ် okay let's go ကျွန်တော်38,000တော့ဖြစ်သွား sorry 1.8 ပြည့်ပြီဆိုတော့ကိုဘောတော့ tower 8လေးကိုတင်လို့ရပါပြီ let's go bam okay ခါရတင်ပြီးတော့ကိုဘောပြီးလိုက်တော့မယ်နော်ပြီးလိုက်ရင်ကျွန်တော်ဘေးတင်သုံးလိုက်မယ်ဗျာဟုတ်လို့ဆိုတော့ဂျန်တွေကနည်းနည်းလေးဝယ်စရာရှိနေတော့ပြီးတော့ကိုဘောယူမှာလဲဆိုတော့ blast mat လေးယူရမယ်ဗျာ blast mat ကိုဒီဟာလေးဝယ်လိုက်ရင်ကောင်းမလားမသိပါဘူးဒီကောင်ဝယ်လိုက်မယ်ကွာနော် blast mat ပတ်စံမနေဘူးကုန်ပါအဲ့မှာကျွန်တော်ဟိုလောက်ဒေါ်လာတောင်ဖြစ်သွားတယ်ဟို6 point အလီဇာ6 point ကျော်တော့ပြန်ရမှာဗျခဏလေးရပြီ okay ဟိုအချွစီ blast mat တင်ရပြီနော် blast mat ရပြီဆိုတော့ကျွန်တော် equipment လေးတွေကြီးလို့ရပြီဗျအော် equipment ကတခါလေးရတာပဲမေ့လို့goodအဲ့တော့ equipment လုံးလို့မရသေးတဲ့အနေထားလေးပါကျွန်တော်အရင်ဆုံးဝင်มาတော့ spiky ball let's go guys spiky ball လေးဝင်มาဖြစ်ပါတယ်ကျန်1500နဲ့ပါ bam okay good အဲ့တော့က spiky ball ဒါ wizard tower လေးလည်းရသေးတယ်ဗျ spiky ball တော့ကျွန်တော်ကြိုက်သေးဆိုတော့spiky ball နဲ့ equipment နဲ့နှစ်ခု equipment ကျွတ်တယ်နော်တနားကြီးကြော်ဒီကောင်လေးကိုကပြီးလိုက်မယ်ပိုတဲ့ဟာလေးကိုကျွန်တော် wall တင်မယ်let's go ဟောတက်မယ်ဟောဒီကုံလုံး slap လောက်လိုက်မယ်နော်ချက်တဲ့ကျွေးမှာချက်ရှိုးတာတော့1 2 3 bam အိုးဟောအကုန်လုံးလစ်တာယော့
ယော့ဗျာဟာရောအကုန်လုံးမရတော့နောက်ဆုံးရဲ့အနေထားလေးမှာကျွန်တော်တို့လိုအပ်နေပြီဟောအခုမှဘာရောင်ဖြစ်သွားပြီရွှေရော level 5ဖြစ်သွားပြီနည်းနည်းလေးပြန်လျှော့မယ် remove okay မရသေးဘူးဗျာရပြီယော့ဒီကတော့ကြံသေးရပါတော့ဒီရှေ့ဟာလေးကကျွန်တော်အေးဆေးပြန်သွားမှရမယ်โอเคဒီလိုနေထားလေးတော့ဖြစ်သွားပြီဆိုတော့ကိုတို့တွေဒီကောင် boost လုပ်ရမယ်ယော good ကျွန်တော်တော့ easy လေးပဲသွားရုပ်ပါပဲကျွန်တော်လောစရာအကြောင်းမရှိတော့ဘူးเนาะစင်ပြေတဲ့ဟာလေးတွေစင်ပြေနေပြီဆိုတော့လူကလကဆေးယောကလကဆေးကျန်နေခဲ့တယ် what the hell ကလကဆေးကဂျန်200ကျော်ကျွန်တော်ဂျန်200ကျော်မမီတော့ဘူးမရှိတော့ဘူးတဲ့ဟောစာအုပ်တွေပါရှိတယ်စာအုပ်ဘို့တော့ fighting တွေရောလစ်တိုင်းတော့ဘို့တော့ hero တွေလစ် oh my god ဒါရီလစ်ကွာ200ကျော်ပြန်ရှာရမယ်ဒီ200ကျော်ပြန်ရှာရမယ်ဆိုတော့ဘယ်မှာရနိုင်ကြီးရှိသေးတယ်ဒီမှာနှလုံးထည့်ရမယ်ဆိုတော့အဲ့ကြက်ဖန်ဆန်ထပ်ဝယ်ရမယ်ထင်ပါတယ်โอเคရောက်ပြီကြံလေးကိုအဓိကစောနခိုင်းချင်တာဘာခိုင်းချင်တာလဲမသိပတ်စံဟေးမေ့ပါပြီအော်ကလန်ကဆေးပြီးမှရမယ်အဲ့ဒါတွေတက်နေတယ်ဒီကောင်လေးဂျန်နေမပေါ်ဘူးတော့စောနကလန်ကဆေးကအဲ့လိုပြီးမှကိုဘောက spell လေးရောတောင်းလို့ရမှာထင်တယ် good total spell လေးတောင်းလို့ရပြီ bro ဘလူးပေးဦးမလား total spell ပေးလို့ရလားမသိဘူးလောက်ပေါင်တယောက်လောက်ဟို brother ရှိသေးလား total တော့မရှိတော့ဘူးထင်တယ်သူတို့မှာ total အိမ်ကြီးမှရမှာဟိုလီတာ6လီတာတယောက်လာပေးမှရမှာကိုဘောဒီနေ့ကတော့ Tahoe level 8ပေါ့နော်လောဆယ်တော့ကိုဘောအလုပ်သမားလေးတွေအကုန်လုံးခိုင်းပြီးတော့ boost လုပ်ခဲ့ပြီပေါ့နော်ဒီထဲမှာလည်းကိုဘော dragon လေးကိုအပ်ထားလိုက်ပြီပဲဖြစ်ပါတယ်ဒီနေ့ကတော့ကိုဘောဒီလောက်နဲ့ပဲနားမယ်ပြီးပါရင်တော့ကျန်တဲ့နေ့ကျရင်တော့ဒီကောင်လေးကိုလည်းရှိန်ပေးပြီးတော့မှထပ်ဆော့မှာဖြစ်ပါတယ်အဲ့တော့တိမ်မောင်တို့အားလုံးပဲဘိုင်ဘိုင်ပါအဆုံးထိကြည့်ပြီးတဲ့ညီကိုလေးတယောက်ရှင်းစီတာအောင်လည်းကျေးဇူးအများကြီးတင်ပါတယ်နော်